အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်ပြောပြပေးမယ့်အကြောင်းအရာကတော့ကျုံးတွေကလုပ်ငန်းအသစ်ကိုစတင်တည်ထောင်တဲ့သူတွေလေပြီးလို့ရှိရင်လုပ်ငန်းအသစ်ကိုစတင်တည်ထောင်ပြီးလဲပတ်နေတဲ့သူတွေရဲ့အခုမှကိုယ့်ရဲ့ project ကိုပေါ့နော်စတင်ပြီးရောင်းချမဲ့သူတွေအတွက်ဒီအကြောင်းအရာလေးပြောပြပေးပါဖြစ်ပါတယ်အဲ့တော့ကျုံးတွေကအဲ့ဒီလိုမျိုးလူတွေအတွက်ကကြာစိုးရိမ်စိတ်တွေအရန်ရှိပါတယ်အော်ကိုယ့်ရဲ့ project ကအသစ်လဲဖြစ်တဲ့အတွက်ကိုကနယ်ပယ်အသစ်ကနေဒီဘက်ကိုရောက်လာတဲ့အတွက်ကိုကဘယ်လိုရောင်းရမလဲကိုယ့်စီမှာ customer တွေလာပါမလားကိုက customer တွေဘာတွေကြိုက်လဲဆိုတာကိုဘာသိကိုမသိနိုင်တဲ့ခါမှာကိုယ့်ရဲ့စိုးရိမ်ပူပန်မှုတွေအဆင်ပြေပါမလားဆိုတဲ့စိတ်ပီစီမှုတွေရှိတတ်ပါတယ်အဲ့ဟာကိုကျွန်တော်တို့ရဲ့ဆရာမကြီးကကျွန်တော်တို့သိစိတ်လုပ်တဲ့ခါမှာအဲ့ဒါစုတုပြုဆိုတဲ့ပုံစံနဲ့လုပ်ခိုင်းတယ်ပေါ့နော်အဲ့အခုလေးအဲ့လိုပဲအဲ့ဒီစီးပွားရေးကိုစတင်တဲ့သူတွေအခုမှ product တစ်ခုကိုစတင်ရောင်းချပြီးတော့ product ဖောက်မဲ့သူတွေအတွက်ကကြတော့အဲ့ဒီစုတုပြုကအရန်ကိုအရေးကြီးပါတယ်အဲ့တော့ဘာတွေကိုစုမှာလဲဆိုကျွန်တော်တို့ရဲ့ကိုနဲ့တူတဲ့တိုင်ဘက်ဆိုင်တွေက product တူတဲ့ဆိုင်တွေကိုတွားပြီးလေ့လာတဲ့အခါမှာသူတို့ဘာတွေလုပ်နေတာသူတို့ဘယ်သူ့ကိုရောင်းနေတာသူတို့ဘာတွေရောင်းနေရလဲသူတို့ trend ဖြစ်တဲ့ခါတွေဘယ်လိုနောက်လိုက်ပြီးရောင်းနေလဲဆိုတယ်ဘယ်လို market တွေဆင်းနေလဲဆိုတဲ့ data စာပေးလေးတွေကိုစုရမှာဖြစ်ပါတယ်အဲ့ဒါတွေစုပြီးတဲ့အခါမှာကိုက live ပြီးတုလို့အောင်ဖြစ်ပါတယ်ဘယ်လိုတုမလဲဟဲ့လားသူတို့လုပ်တဲ့ပုံစံလေးတွေကိုကိုကဒီမှာအစိမ့်သက်ဆိုတော့လေ live ပြီးအတူခိုးပြီးလုပ်ကြည့်မယ်အဲ့လိုလုပ်ကြည့်ရတယ်မျိုးကိုယ့်ရဲ့ပုံစံဖြစ်လာအောင်ပြုလုပ်မှာဖြစ်ပါတယ်ဘယ်လိုပြုလုပ်မှာလဲဆိုကျွန်တော်တို့ကကိုယ့်ရဲ့ creative idea တွေအကြံဉာဏ်တွေ market leader တွေနဲ့ဟလာတိုင်ပင်ပြီးတဲ့အခါမှာကိုယ်ဘယ်လိုဖော်ဆောင်မယ်ဒါတွေကိုသိသွားတဲ့အခါမှာဘယ်လိုတွေရှေ့ဆက်ပြီးတော့ဘယ်လိုရောက်ချမယ်အဲ့တော့ဘာတွေလိုချင်တာလဲကိုယ်ဘယ်လိုပေးမှာလဲဆိုအောင်သိပြီးတဲ့အခါမှာ customer တွေရဲ့ need and want တွေ data တွေဖြစ်တယ်အဲ့တော့ကိုယ်ရဲ့ဒီလိုလေးဖော်ဆောင်လိုက်ရင်ဒီလိုလေးလုပ်လိုက်ရင်ဒီလိုလေးပြုလိုက်ရင်ဟဲ့လားဒီဆိုင်ဟာတစ်ချိန်တိုတွင်းမှာအောင်မြင်နိုင်တယ်ဆိုတာကိုကျွန်တော်တို့ကပို့ပြီးတော့ပေါ်လာမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ပြောခဲ့တဲ့လိုမျိုးပဲစုတုပြုကိုတေချာလေး view ဆိုင်ပြီးလုပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ product အသစ်တွေဘယ်လိုတွေပဲလာဘာတွေပဲရောင်းကျွန်တော်တို့ရဲ့နေတဲ့ဟဲ့လားမျိုးမှာတကယ်ကိုအဆင်ပြေတဲ့ဆိုင်ဒီဇိုင်းရောင်းကောင်းတဲ့ဆိုင်ဒီဇိုင်းဖြစ်လာမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်